မင်္ဂလာပါနော်ဒီလိုကျွန်တော်ပူတဲ့ရာသီမှာအင်အားသားသမီးတွေကိုရေခဲမုံစားခြင်းနဲ့ရေခဲမုံလှုပ်ကျွေးတာပေါ့နော်ကျွန်တော်ဒီမှာလာလှုပ်ပြအောင်နော်ကျွန်တော်ကတော့ဒီမှာစတင်းနဲ့လာလှုပ်ပြအောင်ပေါ့နော်ရှိမလဲဆိုတော့ကျွန်တော်ရေခဲပေါ့နော်ရေခဲနဲ့ကျွန်တော်စားချမ်းရှိတော့စားချမ်းသုံးစားချမ်းမရှိတော့လဲကျွန်တော်အိမ်သုံးစားထည့်လို့ရတာပေါ့နော်ကျွန်တော်ကဒီရေခဲတွေပိုကြာရှည်ခံရအောင်ဆိုပြီးကျွန်တော်ဒီပုံနဲ့သုံးတာပေါ့နော်ကဲဒါဆိုကျွန်တော်ပူလိုခြင်းနဲ့အရသာကိုထည့်လိုက်မှာပေါ့နော်ကျွန်တော်ကတော့ဒီတင်းသုံးကြီးတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီလိုပဲမှု့နေရဒီလိုပဲမှု့လာနဲ့သူရပါလိမ့်မယ်ပေါ့နော်ရတဲ့ချိန်လေးသူကြည့်အခုကျွန်တော်မြင်တွေ့နေရတာတော့ဘေးဘက်မှာဖြည်းဖြည်းချင်းခဲလာပြီပေါ့နော်ဒါတော့ဘေးပတ်လည်မှာခဲလာပြီပေါ့နော်ကျွန်တော်ဒီမှာပြဒီမှာခဲလာပြီရေခဲဒီလိုပဲနည်းနည်းချင်းမှု့ဝါရမှာပေါ့နော်ဆိုရင်ဖြည်းဖြည်းချင်းတော့ခဲလာပြီပေါ့နော်ဒီမှာကြည့်ခဲလာပြီပေါ့နော်ဒီမှာအခုလိုချင်တလောက်မှု့ပြီပေါ့နော်အခုဆိုရင်စတင်းရေခဲမုတ်လေးတော့ရပါပြီပေါ့နော်ကျွန်တော်ဒီမှာခဲကုန်ပြီပေါ့နော်ကျွန်တော်ကတော့တားကြီးခဲတာမကြိုက်တော့ဒီလောက်ပဲကျွန်တော်ယူပါပေါ့နော်တကယ်လို့ကျွန်တော်မိတ်ဆွေတွေခဲလို့ရှင်တော့ထပ်မှုလေပေါ့နော်ဒါဆိုရင်တော့ကျွန်တော်စတင်းရေခဲမုတ်လေးပေါ့နော်အင်အားတားသမီးတွေအတွက်အလွယ်တကူလုပ်ကြည့်လို့ရတာပေါ့နော်ဒါဆိုရေခဲမုတ်လေးယူရရပေါ့နော်ဒါစင်းနဲ့စားရုံပဲပေါ့နော်